Hello, hello ပဲမင်္ဂလာပေါ်တာတို့ရဲ့ဒီနေ့ကတော့ graphic မုံတဲ့သူတွေဝါတဲ့သူပေါ့နော်။ graphic ဘယ်လိုထားလဲဆိုတာကိုကျွန်တော်လာအောင်မြောက်ပြီးတော့ပြန်နော်။ Okay အစီစတင်ရသွားနော်။ပြီးရင်ဒီကောင်နဲ့နော် graphic ကိုနဲ့လိုက်။ပြီးရင်ဒီမှာ၄ခုရှိနော်။ delivery hub home ကတော့အဲ့လောက်ထိတော့အရင်မရှိဘူးနော်။ဒီကောင်လေးထားနော်။ပြီးရင်ဒီကောင်ကို customer မှာထားမယ်နော်။ဟောလေ customer မှာထားမယ်။ပြီးရင်ဒီကောင် graphic နော်။ graphic က smooth မှာထားနော်။ smooth ကတော့ပိုအဆင်ပြေပြီးရင်ဒီကောင် frame rate နော်ကို fps ဘယ်လောက်ရပါတော့ကဲလို့အမြင့်ဆုံးရတယ်ဆိုတော့ကို fps ကိုအမြင့်ဆုံးတင်ထားတယ်ပေါ့နော်ကျွန်တော်60ရကျွန်တော်60ပဲထားတယ်နော်ပြီးရင်ဒီကောင်လေးနဲ့တယ်နော်ပြီးကိုဖုန်းမှာဒီမှာ 2A ရှိတယ်ဒီမှာ 4A ရှိတယ်ဘယ်လောက်ထိရပါတော့ 2A ရတဲ့သူ 2A ထားပါတော့ 4A ရတယ် 4A ထားကျွန်တော် 4A ရတော့ကျွန်တော် 4A ပဲထားတယ်ပြီးရင် power saving နော် power saving ကဒီဆေးပဲထားဖို့ကောင်းတယ်နော်ဘာဖြစ်လဲဆိုတော့ဆိုတဲ့ခါကျရင်ဖုန်းပူလိုက်ရင် fps ကြတော့ပေါ့နော်ဒီဆေးမှာထားလိုက်နော်ဒါ graphic auto အကျက်ပေါ့နော်ကျွန်တော်တော့ပိတ်ထားတယ်နော် graphic auto မကြိုက်လို့နော်ကျွန်တော်ပိတ်ထားတယ်ပြီးရင်ဒီ style ပေါ့နော် colorful ကျွန်တော် colorful မှာထားတယ်နော် colorful ကဘာလဲဆိုတော့ color ဆိုသေးပေါ့နော်ဒီကောင်လေးနော်ဒီကောင် colorful မှာထားမယ်ပြီးကျွန်တော်ဒီကောင်လေးထားရနော်ပြီးဒါအလင်းပေါ့နော်ကျွန်တော်တော့အဆုံးလေးတင်ထားတယ်ဘယ်လိုအဆုံးလေးတင်ထားပါတော့ဒါကတော့ဗါလဲဆိုတော့ကိုဖုန်းကြုံချဲ့စီပေါ့နော်ဒီကတော့အဆုံးလေးတင်ရတယ်ဆိုတော့ဖုန်း screen ကိုကြုံစီပေါ့နော် Android သမားတော့ပိုအဆင်ပြေပေါ့နော်ဒါအဆုံးလေးတင်ရတယ်ပေါ့နော် Okay အဲ့ဒါ apply နေအောင်နော် Okay အားလုံးပဲအဆင်ပြေကြပါစေဗျ